ဒီလက်မနှစ်ခုကိုထိထားမယ်နော်ပူးထားမယ်နော်ထိပြီးရင်ရင်းကော့ထားမယ်ရှစ်သက်ကြည့်မယ်နော်ရှစ်သက်ကြည့်မယ်နော်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ဒါကခွင်အနေထားကနေခြေထိုးပြီးတော့လေ့ကျင့်တယ်နော်ပြီးရင်ဆရာတို့ဂရော့ပန်ကမယ်နော်ဂရော့ပန်ကမယ်ခွင်ယူထားနော်ရှစ်သက်ကြည့်ရင်းကော့ထားနော်တနခုပူထားဂရော့ပန်ကမယ်နော်ယူ1 2 3 go ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10လက်ကိုတန်းထားမယ်နော်တားလေးတယောက်ထက်ကကြည့်မယ်ဂရော့ပန်ကအောင်နော်ရင်ကော့ထားမယ်နော်ရင်မလေးထားကော့ထားရှစ်သက်ကြည့်နော်ခွင်ယူထားတော့ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10နော်ဒီမှာဒီလိုရက်တာနော်နောက်တစ်ခုသွားမယ်နော်ငပြောဖူးအကနော်ငပြောဖူးလက်ဖူးလေးထားတာမယ်နော်ဒီလိုယူထားကိုဆရာတို့တစ်ချက်ကြည့်မယ်နော်ဒီမှာကြည့်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10တားလေးတယောက်ထက်လောက်ကြည့်မယ်ဆရာကြည့်မယ်နော်လောက်မယ်1 2 3 go ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10လက်ကိုအရင်မတက်ဝနိုင်နော်ရင်ဘက်နဲ့10တက်ပဲနော်ခွင်ယူတာ10နော်သုံးတိုင်းလက်ကမယ်1 2 3 go ချွင်တစ်ချွင်နှစ်ခါပါချိုးချွင်သုံးချွင်လေးချွင်ငါတောက်ကြည့်ချွင်9ချွင်10နော်ခဏပြန်လောက်ကျန်ဒီမှာရင်ဘက်ရှိဒီမှာနော်โอเคချွင်10နော်ဒါစမ်းသုံးတိုင်းလက်ကနော်ဒါလေးလောက်ကြည့်မယ်ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ချွင်တစ်ချွင်နှစ်ချွင်သုံးချွင်လေးချွင်ငါချွင်6ချွင်9ချွင်10ချွင်သုံးတစ်နှစ်သုံး